ကျွန်တော်တို့အင်းဝခေတ်လက်ရာမဲနုအုတ်ကြောင်ကြီးဖြစ်ပါတယ်မဲနုအုတ်ကြောင်ပေါ့နော်ကျွန်တော်တို့မြမရာဇဝင်သမိုင်းမှာအလွန်နာမည်ကြီးတဲ့နမ်းမတော်မဲနုရဲ့ကောင်းမှုတော်ကုသိုလ်တော်မဲနုအုတ်ကြောင်ဖြစ်ပါတယ်ကျွန်တော်တို့နာမည်ကျော်မဲနုအုတ်ကြောင်မဲနုအုတ်ကြောင်နော်မူလစေးကာလာတော့မဟုတ်ဘူးเนาะဒါထပ်ပြီးတော့စေးတုပ်နောက်ထပ်ကာလာတစ်မျိုးပေါ့နော်ဝါရောင်ပေါ့သဲဝါအိုက်ကာလာနဲ့တုပ်ထားတာပါဒီเจ้าကြီးကိုမဲနုကဆရာတော်ဥပုပ်ကိုလှူတယ်ပေါ့နော်မဲနုရာဇဝတ်ဘေးတင်တဲ့အခါမင်းဘေးတင်တဲ့အခါကျတော့ဆရာတော်ဥပုပ်ကိုလာတယ်ပေါ့လာကြတော့တယ်ပေါ့နော်နောက်ဆုံးအနေနဲ့လာကြတော့တဲ့အခါမှာဆရာတော်ဥပုပ်ကသမိုင်းတွင်မဲ့စကားလေးပြောခဲ့တယ်ပေါ့နော်အဲ့ဒီစကားလေးကတော့ဟဲ့မဲနုမိနုအကျွေးရှိရင်ဆက်ရတယ်တဲ့သူအကျွေးရှိရင်ဆက်ရတယ်တဲ့အဲ့စကားလေးပြောတယ်ပေါ့နော်ကျွန်တော်တို့နာမတော်မဲနုလဲအဲ့စကားလေးနဲ့ပဲကျင်းနေပြီးတော့ဒီရာဇဝတ်တင်ရင်ကိုခံယူတယ်ပေါ့နော်ဒီတင်ရင်ခံယူပါတယ်ဒါအပြန်လမ်းပေါ့နော်အဝင်လမ်းပေါ့ဝင်လမ်းလေးဖြစ်ပါတယ်ဒါအင်းဝမြို့ဟောင်းမှာရှိတယ်အင်းဝမြို့ဟောင်းမှာရှိတယ်ဗောနော်